ကိုပွင့်ညိုကိုမိုးတေကလေးတွေကကြတော့ဟင်္ဒရာအောင်မြင့်ကြီးရဲ့လက်ရတပုတ်ပေါ့ဗျာတေးရဆရာဟင်္ဒရာအောင်မြင့်ကြီးဟုတ်ကဲ့ဟုတ်ကဲ့တေးရဆရာဟင်္ဒရာအောင်မြင့်ကြီးရဲ့လက်ရတပုတ်ဖြစ်တဲ့တောင်ရန်ကန်းကအလွမ်းသမားဆိုတဲ့မြန်မာသားလှလှလေးတပုတ်တော့တင်ပြကြရအောင်ဗျာတောင်ရန်ကန်းကအလွမ်းသမားတောင်ရန်ကန်းကအလွမ်းသမားတေးရဆရာတွေကကောင်းတယ်လို့အဆိုတော်ဝိုက်ခံတယ်ကောင်းတယ်ဗျဟုတ်တယ်ဗျတချင်းလေးနားထောင်တော့ရင်းနဲ့နှလုံးသားတွေကိုအေးမြနေအောင်ခံစားရတယ်ဟိုဝမ်းခန့်ရဲ့အတန်ကိုနားထောင်ပြီးတော့များရေးထားသလားမှတ်တယ်တေးဆရာအောင်မြင့်ကြီးကဒီအတန်ရဲ့ vocal tone နဲ့ရေးတဲ့လက်ရနေရတော့အန်ကြယူပဲအန်ကြပဲဟုတ်ကဲ့တော့ကိုကောင်းတာဟုတ်ကဲ့ဗျဘာကြောင့်လဲဆိုတော့ဒီတချင်းလဲတော့ကိုပေးတဲ့နှလုံးသားတွေရောက်မဲ့တချင်းပါဟုတ်ကဲ့ဗျဘာဆိုတော့တောင်ရန်ပါတဲ့တချင်းကတော်တော်နာမည်ကြီးတာဟုတ်တယ်ဟိုတော့ဒေတာရှင်ကိုမင်းအောင်ငွေတောင်ရန်ဟုတ်တယ်ဘယ်တော့နာမည်ကြီးတယ်ဟုတ်တယ်အခုတောင်ရန်လာပြီဟုတ်တယ်လာပြန်ပြီကိုမင်းအောင်တချင်းဆိုဟိုချင်းသိပ်ကောင်းတာဘယ်တချင်းလဲဘာလဲဘိုးဘာလဲငွေတောင်ရန်တချင်းအမေရလို့ငွေတောင်ရန်တဲ့ပွင့်လေးရမအချစ်ရပြေးစကားမဲ့မုံကကိုကြည့်ချစ်သူရဲ့လိုက်မလားကွယ်အချစ်တဲ့လို့မကွဲသူရှင်သေးလဲတူတယ်ကျွန်တော်နားလေပါပြီကျွန်တော်အတန်ကိုခွေးတောင်လက်သက်မခံတဲ့ဆိုတာကျွန်တော်သဘောပေါက်ပါပြီကြည်လိုက်လုံးကလေးတွေမောင်ငယ်ငကြိုးဝဲပြည့်နေတွေ့မြင်နေကြကံလာမြင်ဝေးရေတွေမှာမကြည်လင်နိုင်ပေတနေ့စီရှားတဲ့သူလေးတောင်းရင်ကန်းကဆောင်ယူလေကလေးတွေတည်းသူတို့ကိုလောင်လို့ပဲလိုက်ချက်ကိုတန်လေးတွေမင်းကိုယ်တဲ့လာလေးတဲတောင်ပြင်းမော်မလေးချစ်သူမင်းချီရာတွေတွေ့လို့တွေ့ညာနဲ့ရှာဖွေလေးပြီးလေးညင်းလေးတွေကြည်စေကနေတောင်ရင်ခဲတော့မပြေနေဂီစကားကလေးတွေမမီဘူးလေပြန်ဆုံးမေပြန်ချစ်ကြမဲ့သူအပြောလေးတွေတတိယလူနီနေစီကျူနေလေတောင်းရင်ကဲချီမျိုးတို့ရောက်အလွမ်းသမားလီပါလီဝီစာကြည်လိုက်လုံးကလေးတွေမောင်ငယ်ငကြိုးဝဲပြည့်နေတွေ့မြင်နေကြကံလာမြင်ဝေးရေတွေမှာမကြည်လင်နိုင်ပေတနေ့စီရှားတဲ့သူလေးတောင်းရင်ကန်းကဆောင်ယူလေကလေးတွေတည်းသူတို့ကိုလောင်လို့ပဲလိုက်ချက်ကိုတန်လေးတွေမင်းကိုယ်တဲ့လာလေးတဲတောင်ပြင်းမော်မလေးချစ်သူမင်းချီရာတွေတွေ့လို့တွေ့ညာနဲ့ရှာဖွေလေးပြီးလေးညင်းလေးတွေကြည်စေကနေတောင်ရင်ခဲတော့မပြေနေဂီစကားကလေးတွေမမီဘူးလေပြန်ဆုံးမေ
ပြန်ချစ်ကြမဲ့သူအပြောလေးတွေတတိယလူနီစီကျူနေလေတောင်းရင်ခဲချီမျိုးတို့ရောက်အလွမ်းသမားလီပါလီ